ကြံဆိုတာကတော့မြန်မာတို့ရဲ့ပျော်ရွှင်စရာနှစ်သစ်ကူးချိန်ခါလေးဖြစ်သလိုလူငယ်တွေကလည်းပဲရုံးပိတ်ရက်ကျောင်းပိတ်ရက်ဖြစ်တဲ့အတွက်ကြောင့်တငယ်ချင်းမိတ်ဆွေမိသားစုတွေနဲ့ပျော်ပျော်ရွှင်ရွှင်တွေ့ဆုံကြတယ်အချင်းချင်းရေဆော့ကစားကြတယ်စားတောက်လေးတွေချက်စားကြလှုပ်စားကြနဲ့တကြံကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းကြတာပဲဖြစ်ပါတယ်တချို့သောပျော်ရွှင်မှုတွေကဆူညံပွက်လောရိုက်နေတဲ့နေရာတွေမှာရှိနေနိုင်သလိုကျမအတွက်ကတော့တိတ်ဆိတ်မှုဆိုတာကတော့အဖိုးမဖြတ်နိုင်တဲ့ဆုလတ်တစ်ခုပါပဲဒီနေ့ကတော့တကြံပိတ်ရက်လေးတစ်ရက်ဖြစ်ပါတယ်။နေရာတော်တော်များများမှာတချင်းတန်တွေလူစီကားနေတဲ့အတန်တွေကားတန်တွေနဲ့ဆူညံနေပါလိမ့်မယ်။တကြံကိုလူတိုင်းကတော့စောင့်ဆိုင်နေရချင်းတူပေမဲ့ရည်ရွယ်ချက်ကတော့တူချင်မှတူပါလိမ့်မယ်။ဒီလိုပါပဲလူတွေကတော့ပျော်ရွှင်မှုကိုစောင့်ဆိုင်နေကြတာပဲဖြစ်တယ်။ဒါပေမဲ့သူတို့ကိုပျော်ရွှင်မှုပေးစေတဲ့အရာတွေကတော့တူချင်မှတူပါလိမ့်မယ်။ဒီနေ့ကတော့ကျောင်းတွေပိတ်နေတာမို့လို့ online ကနေလည်းပဲကလေးတွေကိုသင်စရာမလိုပါဘူး။အဲဒါကြောင့်မလို့ကိုမိအိမ်လေးတွေကိုစီပြန်ပြေးတဲ့နေ့လေးဖြစ်သလိုကိုကပါငယ်လေးတွေကိုပြန်လဲချိန်ချတဲ့နေ့လေးတစ်နေ့ဖြစ်ပါတယ်။နွေရာသီဖြစ်တဲ့အလျောက်တအားပူတာဖြစ်တဲ့အတွက်အိယာနုံနုံချင်းမှာတော့ရေချိုးဖို့အတွက်ကျွန်မဆုံးဖြတ်လိုက်ပါတယ်။အဲဒါကြောင့်မှတနေ့တုန်းလန်းလန်းဆန်းဆန်းနဲ့ပုတ်ပုတ်ပပဖြစ်နေမှာဖြစ်ပါတယ်။ကျမတို့ရဲ့ကိုယ်ခန္ဓာကျန်းမာဖို့အာဟာရရှိတဲ့အစားအစာတွေကိုစားသုံးရသလိုပဲကိုယ့်ရဲ့စိတ်ကိုလည်းအနာပေးပြီးပြန်လဲ recharge လုပ်ပေးဖို့လိုအပ်ပါတယ်။အဲ့ဒါတွေမကဘူးဖုန်းတစ်လုံးကိုအားသွင်းရတယ်လို့မျိုးပဲကျမတို့ရဲ့ဝိညာဉ်ရေးရာ spiritual ဘိုင်းမှာလည်းပဲခွန်အားတွေပြန်ဖြည့်ဖို့လိုပါတယ်။အဲဒါကြောင့်မလို့အခုလိုအေးဆေးမနက်ခင်းမှာမနက်စာလေးစားရင်းနဲ့နှုတ်ကပတ်တော်လေးတွေကိုနားထောင်ဖြစ်ပါတယ်။ရွေးမှာအကောင်မဟုတ်အကောင်လုံးတွန်းတွန်းကြည်ကြည်လေးကြီးပဲ။လူတွေကပေးထားတဲ့ဟာတွေကိုသူတို့ကအလှငွေပြန်ပေးတာ။ဒီအားသခင်ရှေ့မှာကျမတို့ရဲ့ဘဝကိုခွန်အားအပြည့်နဲ့ရှေ့ဆက်နိုင်ဖို့အတွက်ဝိညာဉ်ရေးရာခွန်အားကြီးဖို့လည်းလိုအပ်ပါတယ်။ပြီးရင်တော့ဝါသနာပါတာလေးတွေလုပ်ရင်အိမ်အလုပ်လေးတွေလည်းပဲလုပ်ရင်းနဲ့ဒီလိုရိုးရိုးရှင်းရှင်းနဲ့အချိန်လေးတွေကိုကုန်ဆုံးရတာဟာလည်းပဲကျမအတွက်တကယ်ကိုအဖိုးတန်တဲ့ပျော်ရွှင်မှုတွေပါပဲလမ်းမတွေပေါ်မှာရေပက်တန်တွေမကြားရပေမဲ့တိတ်တိတ်ဆိတ်ဆိတ်နဲ့လေတိုက်လို့မြေခနေတဲ့ငှက်ဝပန်းလေးတွေကြားမှာကျမရဲ့အေးချမ်းမှုကိုရှာတွေ့ခဲ့ပါတယ်တခါတရံမှာပျော်ရွှင်မှုရရှိဖို့အတွက်ဟိုးအဝေးကြီးကိုသွားစရာမလိုပါဘူးကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့အလှတရားလေးတွေကိုသတိထားမိဖို့ပဲလိုအပ်တာပါ I like to be educated but I'm so frustrated hello to my loneliness I guess that ignorance ကပြဆန္ဒတွေစာဖွဲ့တာတွေခဏနာပြီးတော့တကယ်လက်တွေ့ဘဝတွေကိုပြန်သွားကြရအောင်တကယ်တော့ရေကုန်သွားလို့အောက်ကိုဆင်းပြီးတော့ရေလာဝယ်တာပဲဖြစ်ပါတယ်ရေလာဝယ်ရင်းနဲ့ငှက်ဝပန်းလေးတစ်ပင်လုံးဝင်းဝနေအောင်ပွင့်နေတာတွေ့တော့ကျမလုံးဝမထိန်နိုင်တော့ဘဲနဲ့အရင်သွားကြည့်လိုက်တာဖြစ်ပါတယ်တော်တော်များများကတော့တကြံရောက်ပြီဆိုတာနဲ့ပတောက်ပန်းပွင့်ဖို့ပတောက်ပန်းဘယ်တော့ပွင့်မလဲဆိုတာကိုစိတ်ဝင်စားနေကြပါတယ်ဒါပေမဲ့လည်းငှက်ဝပန်းလေးကတော့တိတ်ဆိတ်လေးနဲ့သူ့မှာရှိတဲ့အစွမ်းလေးနဲ့အစွမ်းကုန်ပွင့်လန်းနေတာဖြစ်ပါတယ်တကယ်တော့ကျမကအဝါရောင်ကိုလုံးဝမကြိုက်ပါဘူးဘာကိုမှအလင်းစလို့မလုပ်ပဲကိုယ့်အတွက်ကိုအချိန်ပေးရတဲ့ဒီလိုရိုးရှင်းတဲ့အလုပ်လေးတွေကလည်းပဲကျမရဲ့စိတ်ဓာတ်ကိုပြန်လဲသင့်လျော်စေပါတယ်ခါတလေမှာဘာမှမလုပ်ပဲအနားယူနေတာဟာလည်းပဲရှစ်ဆက်ဖို့အတွက်ခွန်အားရှိဆုံးအလုပ်တစ်ခုပဲလို့
ထင်ပါတယ်။ကျမကြားဘူးတဲ့စကားတစ်ခုရှိပါတယ်။ခြေတလန်းနောက်ဆုတ်တာကနောက်ထပ်10လန်းလှမ်းဖို့အတွက်ဆိုတဲ့စကားလေးဖြစ်ပါတယ်။ကျမတို့တယောက်ချင်းစီတိုင်းမှာပျော်ရွှင်မှုကိုရယူကြတဲ့ပုံစံချင်းမတူညီကြပါဘူး။တချို့ကတော့လူကြားထဲမှာပျော်ရွှင်တတ်တဲ့သူဖြစ်တယ်လို့အခုလိုအိမ်ထဲမှာပဲအေးအေးဆေးဆေးနေရတာကိုကြိုက်နေတတ်တဲ့သူတွေလည်းပဲရှိပါတယ်။အရေးကြီးတာကတော့သူများတွေနဲ့တူနေဖို့ထက်ကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုရှာဖွေတတ်ဖို့ပါပဲ။တောက်ပတဲ့ပတောက်တွေကြားမှာပဲဖြစ်ဖြစ်တိတ်ဆိတ်တဲ့အင်္ဂလိပ်ထဲမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုရှာတွေ့ရင်ဒါကတော့အကောင်းဆုံးတစ်ချမ်းပါပဲအားလုံးပဲပျော်ရွှင်အေးချမ်းတဲ့နှစ်သစ်ကူချိန်ခါသမယလေးဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။